ကြောက်ခဲလိုက်ကောင်းနေတယ်ဖိုးညာဖြစ်ပါတယ်ကြောက်ခဲကောက်နေတဲ့ဖိုးညာဖြစ်ပါတယ်ဗျာနော်အလုံးအသီးလေးတွေလိုက်ရှာနေတာပါဟောကြောက်ခဲလိုက်ရှာနေတဲ့ဖိုးညာဖြစ်ပါရဲ့ငါပဲတာသူကလုံးကြီးထားတာအသီးပြောင်းလက်တရားဟိုမှာကြောက်ပြောက်လို့လိုက်ရှာနေတဲ့ဖိုးညာဖြစ်ပါတယ်ဟိုဘက်လေးတွေမှာရှိသေးတယ်ဟိုဘက်လေးတွေလားဟိုဘက်လိုက်ရှာကြီးကြောက်မှာဟုတ်တယ်ကြောက်တစ်လုံးမှဟို900လောက်တန်တော့လိုက်ရှာနေပါတယ်ဒီလိုကြောက်ခူးရတာအစ်စ်ဟိုလိုဘိုးရောင်မြင်နေတာတော့မမြင်ဘူးဟုတ်တယ်အဘတော့မြင်တယ်ငါတော့မမြင်ဘူးဘုညာထက်ရှာအောင်အောက်လေးမှာဟိုနာတော့လေးမှာနာတော့လေးမှာထက်ရှိအောင်ပါရှာပါဦးဟုတ်တယ်ဒါတော့ဘုညာရဲ့တော်တယ်ခင်ဗျာထက်ကောက်ပါလေဗျကြောက်ခဲကောက်နေတယ်ဘုညာကြောက်ကောက်နေတယ်ဘုညာဖြစ်ပါလေကြောက်ကောက်နေတဲ့ဘုညာဖြစ်ပါတယ်ငါပဲတာပြောင်းသူကလုံးကြီးထားတာကြောက်ကောက်တဲ့ဘုညာဖြစ်ပါတယ်ဟောအလုံးကြီးကတစ်လုံး3သိန်းလောက်တန်ပါတယ်တဲ့အဲ့ဒါမင်းအဲ့ဒါသူဈေးပိန်းမှာဝယ်ရတော့မှာနော်မင်းဝယ်ရမှာမင်းဝယ်ရမှာတဲ့ကြောက်ကိုအဲ့လိုလည်းပြတ်မှာပါဟဲ့ဥမောင်ပုံကြီးကမင်းထပ်မဖုံးတော့ဘူးလားဥမောင်ပုံကြီးလို့တာလို့ငါလုံးမဒါကြီးပြက်အောင်ဥမောင်ပုံကြီးကိုထပ်ထိုးတာလားကျွန်တော်ပြပါမယ်ဗျာနော်သူထိုးထားတဲ့တတူးနဲ့ပုံကိုကျွန်တော်ပြဒီမှာနော်တော့ဥမောင်ပုံရောက်သွားတယ်ဥမောင်ရောက်သွားတယ်ဥမောင်ဟောလဲ